ဘဝမှာဘာဖြစ်ချင်ဆုံးလဲဆိုတဲ့မေးခွန်းလေးနဲ့စလိုက်အောင်ဘာပဲဖြစ်ချင်လိုက်တာဆိုတဲ့စိတ်ရှိုံနဲ့မလုံလောက်ဘူးငါချမ်းသာချင်လိုက်တာတို့ဆရာဝန်ကြီးဖြစ်ချင်လိုက်တာတို့ဒါခမရဲ့စန္ဒတသက်ပဲရှိသေးတယ်ငါချမ်းသာရမယ်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ရှိဖို့လိုတယ်โอเคဆိုတော့ဒီနေ့မှာကျွန်တော်ကကိုယ့်ရဲ့ပန်းနိုင်ကိုအလွယ်တကူတွားနိုင်ဖို့လွယ်ကူပြီးရိုးရှင်းတဲ့အဆင့်9ဆင့်ကိုပြပြပေးသွားမယ်ဒီဆင့်9ဆင့်ကိုမပြောခင်မှာကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးကြည့်ဖြင့်ကူညီပေးခဲ့လို့ရပါတယ်ပထမဆုံးနံပါတ်1အဆင့်ကကိုဘာလိုချင်တယ်ဘာဖြစ်ချင်တယ်ဆိုတာကိုတိတိကျကျသတ်မှတ်ထားပါကိုဘာလိုချင်လဲဆိုတာတောင်တိတိကျကျသိမနေတဲ့လူကတရက်ပြီးတရက်သူ့ရဲ့အချိန်တွေကိုအရေးမပါတဲ့ကိစ္စတွေကိုယ့်ရဲ့ပန်းနိုင်တဲ့မဆိုင်တဲ့ကိစ္စတွေမှာအချိန်ဖြုံးမိနေတတ်တယ်အချိန်ဖြုံးတဲ့ထဲမှာမလိုအပ်တဲ့ကိစ္စတွေကိုအသေးစိတ်လုပ်နေတာကလည်းတော်တော်ဆိုးတဲ့အချိန်ဖြုံးနေတဲ့မျိုးပဲဥပမာဗျကိုကလမ်းတစ်လမ်းကိုတွားတော့မယ်ဆိုလို့ရှိရင်ဒီလမ်းကိုတွားကျင်တဲ့လမ်းဟုတ်မဟုတ်သေချာစစ်ဆေးဖို့လိုတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုတွားကျင်တဲ့လမ်းတခြားတွားနေတဲ့လမ်းတခြားဖြစ်သွားလိမ့်မယ်ဘာပဲလုပ်မလုပ်ခင်မှာသေချာစဉ်းစားပါကိုတွားနေတဲ့လမ်းမှန်ရဲ့လားပြန်သုံးတတ်ဒုတိယအဆင့်အနေနဲ့ကကိုယ့်ရဲ့အစီအစဉ်တွေပန်းနိုင်တွေကိုချရထားပါအဲ့လိုချရထားတဲ့လူကစိတ်ကူးပဲယင်နေတဲ့လူတက်ဆိုင်ရင်တော့ကိုယ့်ရဲ့ပန်းနိုင်ကိုရောက်ဖို့အတွက်9ဆကနေ10ဆအခွင့်အရေးပိုများတယ်မြင်အောင်ပြောရရင်ဗျာလုပ်ငန်းရှင်တွေအချင်းချင်းအလုပ်တစ်ခုကိုပူးပေါင်းပြီးလုပ်တော့မယ်ဆိုလို့ရှိရင်စာချုပ်တွေပါချုပ်ကြရမလားဘာလို့အဲ့လိုလုပ်တာလဲဆိုတော့ဒီတိုင်းနှုတ်နဲ့သဘောတူတာထက်စာရင်စာရွက်ပေါ်မှာမှတ်တမ်းတင်ပြီးသဘောတူညီချက်ယူတာပိုကောင်းပြီးပိုခိုင်မာလို့အဲ့လိုပဲစာရွက်ပေါ်မှာကိုယ့်ရဲ့အစီအစဉ်တွေကိုယ့်ရဲ့ပန်းနိုင်တွေကိုချရေးထားတာကိုနဲ့ကိုသဘောတူညီချက်ယူထားသလိုဖြစ်သွားလိမ့်မယ်ကြားဦးကြရမလားကိုယ့်ရဲ့အစီအစဉ်တွေပန်းနိုင်တွေကိုစာရွက်ပေါ်မှာချရေးပြီးတော့မနက်အိယာထိုင်တစ်ချိန်ညအိယာမွေငင်တစ်ချိန်အတန်ကျဲကြီးနဲ့ဖတ်အမယ်တို့ဘာတို့ညာတို့အဲ့လောက်ကြီးကြလည်းမလို့ပါဘူးအဲ့လိုကြီးလုံးဆရာမလို့တတိယအဆင့်နေနဲ့ကဓာတ်လိုင်းထားပါဘယ်ချိန်ပြီးရမလဲဆိုတာတတ်မှတ်မထားရင်ဒီနေ့လည်းပြီးသွားနိုင်သလိုနောက်နှစ်တည်းအများကြီးကြာမှပြီးသွားမျိုးလည်းဖြစ်နိုင်တယ်ဓာတ်လိုင်းတာမထားဘူးဆိုလို့ရှိရင်ခမရအလုပ်တစ်ခုကိုနေရွှေညရွှေနဲ့အချိန်ကြီးဆွဲနေတော့မှာကျွန်တော်ဆရာပြောဘူးကလေးတစ်ခုရှိရယ်သူ့ကုမ္ပဏီကသူ့ရဲ့ဝန်ထမ်းတွေကိုအလုပ်ခိုင်းတော့မယ်ဆိုလို့ရှိရင်ဘယ်နေ့ပြီးအောင်လုပ်ပေးမှာလဲဘယ်ချိန်ပြီးအောင်လုပ်ပေးမှာလဲဆိုပြီးတခါတည်းမေးတယ်အဲ့လိုမမေးခင်တော့ကကြတော့သူ့ရဲ့ဝန်ထမ်းတွေကဆရာကြီးဘယ်နေ့ပြီးအောင်လုပ်ပေးမယ်နော်ဘယ်ချိန်ပြီးအောင်လုပ်ပေးမယ်နော်ဆိုပြီးတော့မပြီးလို့တဲ့အလုပ်တစ်ခုကိုကြာတဲ့အချိန်ထက်ပိုးကြာနေတယ်အဲ့တော့မိတ်ဆွေအနေနဲ့လည်းဘာပဲလုပ်ဓာတ်လိုင်းထားပြီးလုပ်ပါစတုထအဆင့်အနေနဲ့ကကိုယ့်ရဲ့ပန်းနိုင်ကိုရောက်ဖို့လိုအပ်တာတွေကိုစီးရင်လုပ်ထားပါဥပမာဗျာမိတ်ဆွေရဲ့ပန်းနိုင်ကကျန်းမာရေးပိုကောင်းမှုဆိုလို့ရှိရင်ဂျင်မာတွားပြီးစီးရင်တွင်းဖို့တွေဓာတ်ရက်ပလန်ဆွဲဖို့တွေဂျင်ဝေစားတွေဝယ်ဖို့ဒါမျိုးတွေကိုစီးရင်လုပ်တင်တယ်အဆင့်9အနေနဲ့ကစီးရင်လုပ်ထားတာတွေကိုလက်တွေ့လုပ်ပါကိုယ့်ရဲ့ list ထဲမှာပါတဲ့အချက်တွေကိုဘယ်ရာအရေးကြီးလဲဘယ်ရာကိုအရင်လုပ်ဖို့လိုအပ်လဲဆိုတာစဉ်းစားပြီးလက်တွေ့လုပ်တခုခုကိုမလုပ်ခင်နဲ့လုပ်ပြီးတဲ့အခါမှာလဲကိုယ့်ကိုဝေဖန်ဆန်းစစ်ဖို့လည်းမမေ့နဲ့အခုအဆင့်6အနေနဲ့ကချက်ချင်းလုပ်ရိုးတာမှန်အစီအစဉ်တစ်ခုကိုချက်ချင်းလုပ်တာအစီအစဉ်တစ်ခုကိုဆွဲပြီးမလုပ်ဖြစ်တာတဲ့ဆိုင်ရင်တော့အများကြီးပိုကောင်းပါတယ်အဲ့တော့စောင့်မနေနဲ့အခုပဲစနောက်ဆုံးအဆင့်အနေနဲ့ကကိုယ့်ရဲ့ပန်းနိုင်ကိုရောက်ရှိစေမဲ့အရာတစ်ခုကိုနေတိုင်းလုပ်ပါတချို့လူတွေကြတော့ဘာဖြစ်ချင်လဲညာဖြစ်ချင်နေတာပြောနေကြတာသူတို့ရဲ့ပန်းနိုင်ကိုရောက်ဖို့ကြတော့ဘာမှလုပ်မနေဘူးကိုယ့်ရဲ့လှုပ်ဆောင်ချက်ကသေးချင်သေးနေလိမ့်မယ်ဒါပေမဲ့နေတိုင်းလုပ်ပေးဖို့လိုအပ်တယ်ဥပမာဗျာမိတ်ဆွေကတရက်ကိုဓာတ်အကျဉ်100ထိုးကျင်တယ်ဆိုတော့တရက်တည်းနဲ့တော့ဓာတ်အကျဉ်100မထိုးနိုင်သေးဘူးဆိုလို့ရှိရင်တရက်ကို9ချိန်10ချိန်အဲ့လိုမျိုးလေ့ကျင့်ပေးဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် content တစ်ပုဒ်လုပ်ထားတယ်လွယ်နဲ့အောင်မြင်နိုင်တဲ့အရာတစ်ခုဆိုပြီးတော့ link ကို description မှာပြန်ထည့်ပေးထားမယ်အဲ့လိုမျိုးလေ့ကျင့်ပေးမယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့လုံနိုင်စွာတရက်ပြီးတရက်တိုးတက်လာမှဖြစ်ပြီးတော့တစ်ချိန်မှာကိုယ့်ရဲ့အိမ်မက်ဖြစ်တဲ့တရက်ကိုဓာတ်အကျဉ်100ထိုးနိုင်ဖို့ဆိုတာလက်တွေ့ဖြစ်လာလိမ့်မယ်ကိစ္စအကြီးပဲဖြစ်ဖြစ်တေးသေးလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်မက်ကိုရောက်စေမဲ့အရာဆိုလို့ရှိရင်နေတိုင်းလုပ်ပေးဖို့လိုအပ်တယ်ဒီအဆင့်9ဆင့်ကိုအချင်းချုပ်ပြန်ပြောရမယ်ဆိုလို့ရှိရင်ကိုဘာလိုချင်တယ်ဆိုတာကိုသိအောင်လုပ်ပြီးရင်စာရွက်ပေါ်မှာချရေးထားပြီးရမယ့်အချိန် deadline နဲ့ကိုယ့်ရဲ့ပန်းနိုင်ကိုရောက်စေမဲ့နီလန်းတွေကိုချရေးထားလက်တွေ့လုပ်မယ်ချက်ချင်းလုပ်ကိုယ့်ရဲ့ပန်းနိုင်ကိုရောက်စေမဲ့အရာတစ်ခုကိုနေတိုင်းလုပ်အဲ့လိုဒါလုပ်ပေးမယ်ဆိုလို့ရှိရင်ပန်းနိုင်ကိုတဖြည်းဖြည်းနဲ့နီးကပ်လာမှဖြစ်ပြီးတော့တစ်ချိန်မှာကိုယ့်ရဲ့အိမ်မက်တွေလက်တွေ့ဖြစ်လာပါလိမ့်မယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုကိုဆုံးသတ်လိုက်ပါတယ်ဒီဗီဒီယိုကအကျိုးရှိတယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတယောက်စီကိုပြန်လည်မျှဝေပေးပါဗီဒီယို like လုပ်ပြီး channel ကိုလည်း subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့